ဆိုတော့ကျွန်တော်ခရစ်ယာန်သာသနာအကြောင်းကိုပြောတဲ့အခါမှာခရစ်ယာန်သာသနာလို့ပြောလိုက်တာနဲ့ကျွန်တော်တို့အတွက်ကတော်တော်လေးကိုဆွေးနွေးငင်းခုန်စရာဝေါ်ဟာရတစ်ခုဖြစ်တယ်လို့ပညာရှင်များကဒီလိုသုံးသပ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ခရစ်ယာန်သာသနာအကြောင်းကိုပြန်ပြီးတော့ကြည့်တဲ့အခါမှာဒီနေ့ခရစ်ယာန်သာသနာဆိုတာတဲ့ကျွန်တော်လူတွေရဲ့စိတ်နှလုံးသားအသက်တာထဲကိုကျွန်တော်ဖခင်ရဲ့နှုတ်ကပတ်တရားတော်စိတ်ဝင်စိုးမိုးပြီးတော့မှအဲ့ဒီတရားတော်အတိုင်းလိုက်လျှောက်အသက်ရှင်ခြင်းဖြစ်တဲ့တယ်လို့ပညာရှင်တယောက်ကဖော်ပြပါတယ်ကျွန်တော်တိနှစ်လေးမှာလည်းဖော်ပြသလိုလူအပေါင်းတို့ဒီကယ်တင်ခြင်းသို့ရောက်၍တမန်တရားကိုသိစေခြင်းကဘုရားသခင်အလိုတော်ရှိတယ်ကယ်တင်ခြင်းရယုံနဲ့လည်းမပြီးသေးဘူးဗျဒါကြောင့်တရားတော်အတိုင်းကျွန်တော်တို့အသက်ရှင်တတ်ဖို့လည်းလိုအပ်တယ်ဒါကြောင့်ဒီနေ့ခရစ်ယာန်သာသနာအကြောင်းကိုကျွန်တော်စဉ်းစားတဲ့အခါမှာအခုနကျွန်တော်ဖော်ပြသလိုပေါ့နော်ဖခင်ရဲ့နှုတ်ကပတ်တရားတော်သူ့ရဲ့နှလုံးသားအသက်တာထဲကိုကျွန်တော်တို့စိတ်ဝင်ပြီးတော့မှအဲ့ဒီတရားတော်အတိုင်းလိုက်လျှောက်အသက်ရှင်ခြင်းကိုကျွန်တော်တို့ဦးတည်တာဖြစ်ပါဆိုရင်ဒီနေ့ကျွန်တော်ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့သူတယောက်ကိုခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့သူတွေကိုကျွန်တော်ဦးတည်တဲ့သာသနာမဖြစ်နိုင်ဘူးဆိုတာသိချပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ကျွန်တော်ခရစ်ယာန်သာသနာပြုခြင်းဆိုတာကဘာသာတစ်ခုကနေနောက်ဘာသာခရစ်ယာန်ဘာသာကိုကူးပြောင်းလာခြင်းတက်ပဲမဟုတ်ဘဲနဲ့ဒီနေ့ကျွန်တော်လူတွေရဲ့စိတ်နှလုံးသားပြောင်းလဲပြီးတော့မှဒီနေ့ဖခင်ရဲ့တဏ္ဍာတော်နဲ့အညီကျွန်တော်ဖခင်ရဲ့တဏ္ဍာတော်တူခြင်းရဲ့တန်ဖိုးပေါ့နော်အဲ့ဒါပြန်ပြီးတော့မှမြင့်တက်လာဖို့အတွက်ဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ရပါတယ်ဒါကြောင့်ခရစ်ယာန်သာသနာဆိုတာကကျွန်တော်ခရစ်ယာန်တယောက်စီတိုင်းရဲ့အသက်ရှင်ခြင်းကိုပြန်လည်ဆန်းစစ်ခြင်းကနေစတင်တယ်လို့ကျွန်တော်ပြောလို့ရပါတယ်ပြောချင်တာခရစ်ယာန်သာသနာဆိုတာကခရစ်ယာန်မဟုတ်တဲ့သူတွေအတွက်ပဲမဟုတ်ဘဲနဲ့ဒီနေ့ကျွန်တော်တို့ခရစ်ယာန်တွေရဲ့အသက်တာကိုလည်းပဲပြန်လည်ဆန်းစစ်ခြင်းကနေကျွန်တော်အစာပြုဖို့လိုအပ်တယ်လို့ဓမ္မပညာရှင်များကဒီလိုဖော်ပြပါကျွန်တော်ဆောင်းပါးလေးတစ်ခုကိုကျွန်တော်ဖတ်တဲ့အခါမှာဖတ်မိလဲဆိုတော့လူတယောက်ကတဲ့ဒီတားတက်ယုံတစ်ခုပေါ့နော်တားတက်ယုံဆိုတော့ဒီမှာတော့မြို့မှာတော့တိတ်မတွေ့ဘူးကျွန်တော်ရွာမှာဆိုရင်တော့ဒီနှစ်တက်ယုံခေါ်တာပေါ့နော်အဲ့တော့တားတက်ယုံတစ်ခုကိုသူကဖြတ်သွားတဲ့အခါမှာအဲ့နွားတစ်ကောင်ကသူကအတက်ခံရတော့မဲ့နွားတစ်ကောင်အဲ့ဒီလူကတွေ့တဲ့အခါမှာအဲ့ဒီနွားရဲ့မျက်လုံးမှာမျက်ရည်ကျနေတာသူတွေ့တယ်သူတွေ့တော့သူတော်တော်စိတ်မကောင်းဖြစ်သွားတယ်သူတော်တော်စိတ်ထိခိုက်သွားတာပေါ့အမှားတော့နွားရင်ကောင်းနားလို့ကြတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ तू စဉ်းစားလိုက်တာကဒီနွားအသက်ခါတော့မဲ့နွားတစ်ကောင်ကမျက်ရည်ကျတော့ तू ကြည့်ပြီးတော့မှ तू တော်တော်စိတ်မကောင်းဖြစ်တယ်ဒါပေမဲ့အဲ့ဒီလူကဘာအလုပ်လုပ်တယ်လဲလို့ကျွန်တော်တို့ကြည့်တဲ့အခါကျတော့ तू ကပြားဖွတ်တယ်ပြားဖွတ်တဲ့အလုပ်နဲ့အသက်မွေးဝမ်းကြောင်းတာဖြစ်ပါတယ်ကျွန်တော်တို့ရန်ကုန်မြို့မှာနေတဲ့သူတွေတော့သိမသိဘူးပေါ့နော်ကျွန်တော်တို့ရွာမှာနေတဲ့လူဆိုအဲ့လိုပြားလိုက်ဖွတ်တဲ့လူတတ်ရှိတယ်ပြားရည်ရောင်းတာပေါ့နော်ပြားလိုက်ဖွတ်ပြီးတော့မှပြားရည်ရောင်းတာဆိုတော့ပြားအောင်တအုံကျွန်တော်ဖွတ်တဲ့အခါမှာပြားအကောင်ပေါင်းများစွာတည်ပါတယ်မီးရှို့တယ်နော်အောက်ကနေပြီးတော့ကျွန်တော်မီးခိုးနဲ့မီးမြိုက်တယ်မီးရှို့တယ်ပြီးတော့မှကျွန်တော်ပြားတက်လက်ပေါ့နော်သူပြားရည်ဘို့တွေယူဖို့အတွက်ပြားတက်လက်ကြီးတစ်ခုလုံးကဖျက်ဆီးလိုက်ရတယ်ဖြက်စီးလိုက်ရတော့အဲ့ဒီပြားတက်လက်ထဲမှာကျွန်တော်ပြားအကောင်ပေါင်းများစွာတည်တယ်ဆိုတော့ပြောချင်တာကဒီလောက်ပြားတွေအကောင်ပေါင်းများစွာကိုတတ်ပြီးတော့အသက်မွေးဝမ်းကြောင်းတဲ့သူတယောက်ဖြစ်တော်လဲပဲတားတက်ယုံတစ်ခုသူဖြတ်သွားတဲ့အခါမှာမျက်ရည်ကျနေတဲ့အသက်ခံရမဲ့နွားတစ်ကောင်ရဲ့မျက်ရည်ကိုသူတွေ့လိုက်တဲ့အခါမှာသူ့စိတ်ထဲမှာအင်မတန်မှဝမ်းနည်းကြေကွဲသွားတဲ့သဘောတွေ့ရပါဒီအကြောင်းအရာလေးကကျွန်တော်တို့ကိုဘာဖော်ပြနေသလဲဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အတွင်းစိတ်သဘောပေါ့နော်ကျွန်တော်တို့ရဲ့အတွင်းစိတ်သဘောဒီနေ့ကျွန်တော်တို့အတွင်းစိတ်သဘောရဲ့လှုံ့ဆော်မှုကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အမြင်ကပြောင်းလဲသွားဖို့ဖြစ်တယ်လို့ကျွန်တော်ဖော်ပြလိုခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့လုကာခန်းကြီး30အပိုင်ငယ်25ကနေ28ကိုကျွန်တော်ကြည့်တဲ့အခါမှာကျမ်းတက်တယောက်ကသခင်ယေရှုမေးတဲ့မေးခွန်းဖြစ်ပါတယ်ထာဝရအသက်ရဖို့ဘာလုပ်ရမလဲဘယ်အမှုကိုပြုရမလဲသခင်ယေရှုမေးပါတယ်
ဆိုတော့လူကအခန်းကြီး30အပိုင်းငယ်29ကိုကျွန်တော်ကြည့်တဲ့အခါမှာဘာတွေ့ရမလဲဆိုတော့ထိုသူကလည်းအဘယ်သူဒီအကျွန်ုပ်နှင့်ဆက်ဆိုင်တော်သူဖြစ်ပါသနည်းဟုမိမိအပြစ်မရှိဟန်ပြုလို့သောစိတ်နှင့်ယေရှုကိုရှောက်ပြန်တော်မိမိအပြစ်မရှိဟန်ပြုလို့သောစိတ်ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်သိတယ်ဒါပေမဲ့မသိချင်ဟာဆောင်ပြီးတော့သခင်ရှုမေးတာဒီနေ့သူ့ရဲ့အမြင်ပေါ့နော်သူ့ရဲ့ perspective လို့ပြောမှာပေါ့ကျွန်တော်အင်္ဂလိပ်လိုသူ့ရဲ့ perspective ကသူ့ရဲ့အမြင်ရှုထောင့်ကသူ့ရဲ့ identity ဒီအတွင်းသဘောကိုကျွန်တော်ပေါ်လွင်နေတယ်သခင်ရှုကို तू မေးတဲ့မေးခွန်း तू မသိလို့မှမဟုတ်ပဲဆိုတော့ तू အတွင်းစိတ်ထဲကနေလာပြီးတော့မှမေးတဲ့မေးခွန်းကိုဒီနေ့ကျွန်တော်တို့ဒီအပြစ်မရှိဟန်ပေါ့နော်အပြစ်မရှိဟန်ပြုလို့တော့စိတ်သူ့မှာတော့အပြစ်မရှိဘူးဆိုတော့သခင်ယေရှုကိုအပြစ်မရှိအပြစ်ရှာဖို့လာတဲ့သဘောနဲ့မေးတဲ့မေးခွန်းဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်နားလည်ရပါတယ်အဲကြောင့်မလို့ဒီနေ့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲလုကာခန်းကြီး30အပိုင်ငယ်25ကနေ30ခုကိုကြည့်တဲ့အခါမှာဒါကကောင်းသောရှင်မာရိဥပမာအကြောင်းအရာပဲဖြစ်ပါတယ်အဲ့တော့ဒီဥပမာထဲမှာလည်းပဲကျွန်တော်တို့ခုနကျွန်တော်ရဲ့ခေါင်းစဉ်ပေါ့နော်ခရိယန်အသက်တာ၌ထားရှိရမယ့်စိတ်သဘောထားဆိုတော့ဒီအကြောင်းဒီကျမ်းစာထဲမှာကျွန်တော်တွေ့ရတဲ့စိတ်သဘောထား3မျိုးပေါ့နော်3မျိုးကိုကျွန်တော်တင်ပြအတူတကွစဉ်းစားသွားဖို့ဖြစ်ပါတယ်နံပါတ်1ကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအတ္တစိတ်ထားဖြစ်ပါတယ် selfish attitude ဖြစ်ပါတယ်အတ္တစိတ်ထားအဲ့ဒါဘယ်သူကိုပြောတာလဲဆိုတော့ကျွန်တော်တို့လုကာခန်းကြီး30အပိုင်ငယ်30ကိုဖတ်တဲ့အခါမှာလူတစ်ယောက်ကခီးသွားတဲ့အခါမှာလူတစ်ယောက်ကိုအဲ့ဒီသွားနေတဲ့ခီးကိုဓမြတွေကအဝစ်ချို့ပြီးတော့မှနော်ကျွန်တော်တို့မတေယုံတမဲရိုက်နှက်ပြီးတော့မှပစ်ထားလိုက်အဲ့တော့ဓမြတွေရဲ့စိတ်ထားဖြစ်ပါတယ်အဲ့တော့သူတစ်ပါးရဲ့ပိုင်ဆိုင်မှုကိုဘာလုပ်လဲဆိုအတင်းအဓမ္မလူယူတာကိုအစဉ်ပြေပြီးရောနော်ကျွန်တော်တို့ယုံကြည်သူများခရိယန်များထပ်ပြီးတော့ကြဲပြီးပြောရမယ်ဆိုကျွန်တော်တို့လူသားတွေတခါတလေမှာကျွန်တော်ဘယ်လိုစဉ်းစားလဲဆိုကိုအစဉ်ပြေပြီးတာပဲသူများဒုက္ခရောက်တာမစဉ်းစားတော့ဆိုတော့ဓမြတွေရဲ့ attitude ကစိတ်သဘောထားကလည်းဒီအတိုင်းပဲဖြစ်ပါတယ်သူလမ်းသွားနေတာပဲရိုက်နှက်ပြီးတော့မှသူ့ရဲ့အတ္တအတွက်လူတယောက်ကိုရိုက်နှက်မသိုံပစ်ထားလိုက်တယ်နော်အဝတ်တွေတောင်ချုပ်ပြီးတော့ယူသွားတယ်ဒါကဘာသဘောကိုဆောင်လဲဆိုတော့ဒီနေ့ကျွန်တော်တို့လူတယောက်ကအတ္တရဲ့စိတ်ဆော်မှုကြောင့်ပေါ့နော်လူတွေအတ္တရဲ့စိတ်ဆော်မှုကြောင့်သူ့ရဲ့အမြင်ရှုတော့ပြောင်းသွားတယ်ပြောင်းသွားတော့လူကိုလူလိုမမြင်တော့ဘူးအဲ့တော့သူတို့အတ္တကပဲအနိုင်ယူသွားတဲ့သဘောဖြစ်ပါတယ်ဒါကြောင့်Stanley Jones ဆိုတဲ့သာသနာပြုပုဂ္ဂိုလ်ရပါပြောလဲဆိုတော့conversion is turning from egocentric life to Christocentric life ပြောင်းလဲခြင်းဆိုတာကတဲ့ကျွန်တော်အတ္တဘဟုပြုခြင်းကနေပြီးတော့မှခရစ်တော်ကိုဘဟုပြုအသက်ရှင်ဖို့ရအတွက်ဖြစ်တယ်တဲ့တနည်းအားဖြင့်တော့ကျွန်တော်လူတွေရဲ့ဇာတိပဂတိပေါ့နော်တမန်တော်ကြီးရှင်ပေါလုကအဲ့ဒီလိုသုံးပါတယ်ဇာတိပဂတိလူတွေရဲ့ဇာတိပဂတိကကျွန်တော်အတ္တဆန်တဲ့ငါဆိုတဲ့ဟာပေါ့ငါအစဉ်ပြေပြီးရောငါဆိုတဲ့ဟာတွေစိုးမိုးရာကနေပြီးတော့ဒီနေ့ကျွန်တော်ခရစ်တော်ကိုဘဟုပြုအသက်ရှင်ဖို့ရအတွက်ဖြစ်တယ်လို့ဒီဒါကလည်းပဲကျွန်တော်နေ့တိုင်းမှာဖော်ပြသလိုဒါကအိဗင်ဂေလိနဲ့သာသနာပြုခြင်းအတွက်တကယ်အဓိကဥတီချက်ဖြစ်ပါတယ်စိတ်နှလုံးသားထဲမှာဒီနေ့ကျွန်တော်တို့အတ္တတွေဆွတ်လွတ်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီစိတ်နှလုံးသားထဲမှာခရစ်တော်ကိုကျွန်တော်တို့နေရာပေးဖို့ခရစ်တော်ကစိုးမိုးပြီးတော့မှဒီနေ့ဖခင်ရဲ့တရားတော်အတိုင်းကျွန်တော်တို့အသက်ရှင်တတ်ဖို့ဖြစ်တယ်ဆိုတာကိုဒီနံပါတ်1ဓမြတွေရဲ့စိတ်ထားပေါ့နော်အားဖြင့်ကျွန်တော်တို့ခွန်အားယူဖို့အကြောင်းအရာရှိပါတယ်နောက်ဒုတိယတစ်ခုကတော့ဥပိ္ပခာနော်ဥပိ္ပခာပြုခြင်းစိတ်ထားဒါမှမဟုတ်လေကျွန်တော်တို့လစ်လျူရှုခြင်းစိတ်ထား indifference attitude ဖြစ်ပါတယ်အဲ့ဒါတော့လေကျွန်တော်တို့အပိုင်ငယ်31ကနေလုကာခန်းကြီး30အပိုင်ငယ်31ကနေ32ကိုကြည့်တဲ့အခါမှာယစ်ပရောဟိတ်နဲ့လေဝိဒီရဲ့စိတ်ထားဖြစ်ပါတယ်ဆိုတော့သူတို့တွေကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဘာသာရေးခေါင်းဆောင်တွေဖြစ်ကြပါတယ်ဘာသာရေးခေါင်းဆောင်တွေဖြစ်ကြတဲ့အတွက်ကြောင့်သူတို့ရဲ့ဒီကျမ်းစာကိုကျွန်တော်ဖတ်တဲ့အခါမှာယေရုရှလင်ကနေပြီးတော့မှယေရီခေါကိုသွားတယ်တဲ့
耶路撒冷干的耶利哥多少人说了，这说真比人家发表说，大家都说他妈会给啥老婆多少么好多，说他妈会给啥比罗变来了撇的，第六看满了不呢？说了标准啊，都说老给啥闹你嘛说了，哎你如果没故意让么撇来，啊老个么老钱了，他开来打呗，说的你留修的他不，说了对呀。那咱们咯，今天ကျွန်တော်တို့မျက်မှောက်ခေတ်မှာဆရာကြီးတန်လွင်ဖေတွင်ရဲ့ကဘာလောကကြီးတဲ့သူဆိုတဲ့စာအုပ်ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာဒီနေ့အပြစ်တရားအကြောင်းပေါ့အပြစ်တရားဆိုတာကဒီနေ့ကျွန်တော်တို့အာဒံအေဝါကနေပြီးတော့မှဘုရားသခင်တားမြစ်တဲ့အရာကိုလုပ်တယ် missing the target ပေါ့နော်ကျွန်တော်တို့ပြစ်မှတ်ကိုလွဲချော်သွားတယ်ဆိုပြီးတော်လဲပဲတဲ့ဒီနေ့မျက်မှောက်ခေတ်မှာဆရာကြီးတန်လွင်ဖေတွင်ကတော့ဗာပြောလဲဆိုတော့ဥပိ္ပခာပြုခြင်းနော်လိလျူရှုခြင်းဒါလည်းအပြစ်ပဲမတိဟန်ဆောင်နေတာပေါ့နော်ဖာတိဖာတာနေတယ်လို့ပြောပါတယ်ဆိုတော့ဗမာလို့ဆိုရင်တော့ကိုအစဉ်ပြင်းပြီးတော့ခုနဓမြတွေလို့တော့မဟုတ်ဘူးတော့တွေးနေတယ်ဒါပေမဲ့မတိချအောင်ဆောင်လိုက်တာပေါ့ဆိုတော့ကျွန်တော် Facebook ကြည့်တဲ့အခါမှာarticle လေးတစ်ခုကျွန်တော်ဖတ်မိပါတယ်အရင်ခွန်အားရတယ်ကျွန်တော် share လိုက်တယ်နော်မင်းခိုက်စိုးဆန်ဆိုတဲ့စာရေးဆရာရဲ့ article လေးဖြစ်ပါတယ်တချို့တွေလည်းဖတ်ဖို့တဲ့လူလည်းရှိမှာပါဒါပေမဲ့အဲ့ဒီမှာကျွန်တော်ဘာခွန်အားရလဲဆိုတော့ကလေးနှစ်ယောက်ကငိုပြီးတော့ဆရာဝန်တယောက်စီကိုတွားတယ်ဆရာဝန်ကမေးတယ်အဲ့ပထမကလေးတယောက်ကိုတားဘာဖြစ်လို့ငိုတာလဲလို့ပြောတော့ကျွန်တော်ဆယ်ပြားစိတ်မျိုးချမိလို့တဲ့ငိုတာပါလို့ပြောတော့အဲ့နဲ့နောက်တယောက်ကလည်းငိုတော့ဆရာဝန်ကမေးတယ်ဟာတားရောဘာဖြစ်လို့ငိုတာလဲဆိုတော့အတူမျိုးချတာတားရဲ့ပတ်စံတယောက်ကတော့ပတ်စံမျိုးချမိလို့ငိုတယ်နောက်တယောက်ကတော့သူ့ပတ်စံကိုသူ့တငယ်ချင်းမျိုးချလို့ငိုတယ်ပြောချင်တာသူတစ်ပါးရဲ့ဒုက္ခကိုစာနာဖို့တဲ့ကိုယ်ပိုင်ဆိုင်မှုဆုံးရှုံးနစ်နာခြင်းကပိုအဓိကကြတယ်လို့ခံယူတယ်တခါတလေမှာကျွန်တော်တို့လူသားတွေကအဲ့လိုဖြစ်ပါတယ်အဲ့တော့တိုက်တန်းနဲ့သင်္ဘောကြီးနစ်တယ်တဲ့တိုက်တန်းနဲ့သင်္ဘောကြီးနစ်တော့လူပေါင်းများစွာတေးတယ်အဲ့ဒီသတင်းကိုကြားတော့တဲ့ကျွန်တော်ထွေထူးမခံစားရပါဘူးတဲ့ဟာဝမ်းလည်းမနေမိပါဘူးတဲ့ဘာဖြစ်လို့ဆိုအဲ့ဒီအချိန်မှာကျွန်တော်ခေါင်းကိုက်နေလို့ဖြစ်ပါတယ်ဆိုတော့ကိုဒုက္ခတာလေအကြီးကျယ်ဆုံးလို့သဘောထားကျွန်တော်ကြုံလုံးလေးပေါ့နော်ကျေးဇူးတင် TBCY ကယုံကြည်သူများတို့လည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်သမီးလေးနော် Frida လွန်ခဲ့တဲ့9ရက်နေ့မှာနှလုံးခွဲစိတ်ကုသခြင်းခံယူရတယ်ဆိုတော့4 နာရီခွဲလောက်ကြာတယ်နှလုံးက4 မျိုးလောက်လောက်ရတာပေါ့နော်4 မျိုးလောက်နှလုံးခွဲတော့ကျွန်တော်လည်းအဲ့ဒီအချိန်မှာကျွန်တော်အတွက်အခက်ခဲဆုံးအချိန်လို့ကျွန်တော်အဲ့လိုခံယူတာခမင်းလည်းမစားနိုင်ဘူးအမှန်တမ်းပြောရရင်စုတော့တောင်းနေတာပဲเนาะဒါပေမဲ့ဟာဘယ်လိုများဖြစ်မလဲစိတ်ကတော့တထိန်နေပေါ့နော်ဖေးဆိုတမီးကလည်းအဲ့တယောက်ပဲရှိတယ်ဆိုတော့ကျွန်တော်စဉ်းစားတယ်အဲ့ဒီအချိန်မှာဒီဆောင်းပါးလေးကိုကျွန်တော်ဖတ်တဲ့အခါကျတော့ MICT ကနေတဲ့ကျွန်တော် MICT ကျောင်းတော်ကြီးကနေပြီးတော့မှရေဘေးဒုက္ခတွေကိုကူညီဖို့ရန်အတွက်ဆိုမှကျွန်တော်တို့ဆရာမတွေစီမှာstaff ကရုံးကနေပြီးတော့မှကျွန်တော်တို့အတိပေးတော့အဲ့မှာကျွန်တော်အတိတရားတစ်ခုရသွားတယ်ကျွန်တော်တို့လည်းကိုဒုက္ခရောက်လာပါပြီလို့ကျွန်တော်ခံစားတဲ့အချိန်မှာကိုယ့်ထက်ဒုက္ခရောက်တဲ့လူတွေကများကြီးပဲကျွန်တော်အဲ့ဒါကိုတတိယမိတော့ဒီဆောင်းပါးလေးကကျွန်တော်ရဲ့အသက်တာကိုပေါ့နော်တော်တော်လေးကိုကျွန်တော်ကိုအတိတရားပေါ့နော်ပြန်လဲရရှိစေတဲ့အကြောင်းအရာလေးဖြစ်ပါတယ်အဲကြောင့်မလို့ဆက်ပြီးတော့အဲ့ဒီဆောင်းပါးလေးကိုကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့အရေးကြီးတဲ့လူနာတယောက်တဲ့နော်လူနာတယောက်ကအသေးအံဖြစ်နေအဲ့တော့အဲ့ဒီမှာတက္ကစီငှားတယ်နော်တက္ကစီငှားတော့ညလည်းနဲ့နေပြီဆိုတော့ဒါတက္ကစီတွေကတော့ထုံးစံတိုင်းပဲညနဲ့လာလေဈေးပို့တောင်းတာပေါ့နော်ဈေးပို့တောင်းတော့မြောက်ကလာပတ်ဆေးရုံကိုတွားမလို့ဘယ်လောက်လဲဆို2500လို့ပြောတော့သူကရှော့ပါအောင်လို့ပြောတော့သူပြောတဲ့ရှော့ပါအောင်စကားတော့မဆုံးသေးဘူးတက္ကစီသမားဝူးဆိုမောင်းထွက်သွားရတယ်ဘာဖြစ်လို့လဲဆိုတော့သူ့အတွက်လူတယောက်ရဲ့အသက်ထက်2500ပိုအရေးကြီးတာလဲဖြစ်ကောင်းဖြစ်နေနိုင်ပါလေဒါကြောင့်မလို့
ဒီနေ့ကျွန်တော်တို့ခရစ်ယာန်အသက်တာကိုပြန်ဆန်းစစ်တဲ့အခါမှာလည်းပဲဒီနေ့ကျွန်တော်ခရစ်ယာန်သာသနာအကြောင်းကိုစဉ်းစားတဲ့အခါမှာကျွန်တော်အမြဲတမ်းကျွန်တော်ရဲ့ဘာပြောလေးပြောထားရှိတယ်လဲဆိုတော့ကိုယ်စီမှာမရှိတာကိုသူများကိုပေးချင်တာခရစ်ယာန်တွေဖြစ်နေတတ်ပါတယ်အထူးသဖြင့်ချစ်ချင်းမေတ္တာပြောပါတယ်ကျွန်တော်မာသဲအခန်းကြီး22 39နဲ့40ကိုဖတ်ပြီးတော့မှကျွန်တော်စာသင်တဲ့အခါမှာလဲကျွန်တော်တပည့်လေးကိုကျွန်တော်မေးတယ်ပထမကသင်ဤဖျားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတသိရှိသမျှနဲ့ချစ်ရမယ်ပြောတယ်အဲ့ဒါကျွန်တော်ကလည်းမေးခွန်းမေးလိုက်တယ် Who is God ဖျားသခင်ကဘယ်သူလဲတပည့်လေးတယောက်ချက်ချင်းထဖြေတယ်သူကအင်္ဂလိပ်လိုပဲဖြေတယ်ကျွန်တော်လည်းအင်္ဂလိပ်လိုမေးတော့ Who is God ဆိုတော့ God is love ချက်ချင်းပဲမဆိုင်မတော့ဖြေတယ်ဗျအဲ့ဒါကျွန်တော်ကလည်း but we have no love ဖယားသခင်မှာပဲချစ်ချင်းမေတ္တာတချို့ပို့ပစ်တယ်ဆိုဒီမှာရေးတယ်ဗျ God is love ဆိုပြီးဒါမဲ့ဒီနေ့ကျွန်တော်ခရစ်အသက်ရှင်ခြင်းကိုပြန်ကြည့်တဲ့အခါမှာဒီနေ့ကျွန်တော်တို့အခုနကျွန်တော်ပြောတဲ့တဏ္ဍာတော်တူခြင်းရဲ့တန်ဖိုးပေါ့ဖယားရဲ့တဏ္ဍာတော်ရဲ့ပုံရဲ့ထင်ဟချက်ကကျွန်တော်တို့စီမှာဘယ်အတိုင်းတာလောက်ထိပေါ်နေတယ်လဲပေါ့ဒါကိုလည်းကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားဖို့ရအတွက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခုနပြောတဲ့ကိုယ့်စီမှာမရှိတာကိုသူများကိုပေးချင်တာခရစ်ယာန်တွေဖြစ်နေတတ်တယ်ဆိုတာကဥမာစီးလုံးညီညွတ်ခြင်းလို့ unity ကျွန်တော်အသင်းတော်ထဲမှာကြည့်တဲ့အခါမှာမိသားစုမှာ unity လည်းမရှိဘူးပြောရင်တော့ကျွန်တော်တို့ကကိုယ့်စီမှာမရှိတဲ့အရာကိုသူများကိုပေးချင်နေတာမျိုးဖြစ်တတ်တယ်ဆိုတဲ့အရာကိုလည်းကျွန်တော်တို့ပြန်ပြီးစဉ်းစားဖို့ရအတွက်ရှိပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ခရစ်ယာန်အသက်ရှင်ခြင်းမှာကျွန်တော်တာဝန်မဲ့တာတွေဥပိ္ပခာပြုမိတာတွေလိလျူရှုမိတဲ့အရာတွေရှိကောင်းရှိနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဂျာမန် theologian တယောက်ပေါ့နော်ကျွန်တော် Bonhoeffer ဆိုတဲ့သူပြောတဲ့စကားလေးကျွန်တော်အရန်ခွန်အားရတယ်သူကဘာပြောလဲဆိုတော့ခရစ်ယာန်ဆိုတာတဲ့လူသားဆန်တဲ့လူတယောက်ဖြစ်လာရေးပဲဖြစ်ပါတယ်သူကအများကြီးမပြောပါဘူးလူသားဆန်တဲ့လူတယောက်လူပီတာတဲ့လူတယောက်ဖြစ်ဖို့လိုအပ်ပါတယ်နံပါတ်3တစ်ချက်အနေနဲ့နောက်ဆုံးချက်လည်းဖြစ်ပါတယ်ခုနကျွန်တော်ရှမာရိအားလုံးသိတဲ့အတိုင်းပဲရှမာရိရဲ့စိတ်ထားလေးဖြစ်ပါတယ်ခရစ်တော်ရဲ့စိတ်ထားပေါ့နော်လုကာခန်းကြီး30 33ကနေ35ကိုကျွန်တော်ကြည့်တဲ့အခါမှာဒီအကြောင်းအရာတွေ့ရပါတယ်အပိုက်ငယ်33ကိုကြည့်တဲ့အခါမှာရှမာရိလူကလူနာကိုမြင်တဲ့အခါမှာဂိယုဏစိတ်ရှိတယ်ကျမ်းစာဒီလိုရေးပါတယ်လူနာကိုမြင်လိုက်တာနဲ့သူကဂယုဏစိတ်ရှိတယ်ပြီးတော့အပိုက်ငယ်34ကိုဆက်ပြီးတော့ဖတ်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့အနာကိုတဲ့စီနဲ့စပြည့်ရထည့်ပေးလိုက်တယ်ဒီတိုင်းပဲဂယုဏစိတ်အစင်မဟုတ်ဘူး action ပါလာတယ်လက်တွေ့ပါတယ်တွားပြီးတော့မှစပြည့်ရနဲ့စီနဲ့ထည့်ပြီးတော့အဝတ်နဲ့စီးပေးလိုက်သေးတယ်ပြီးတော့မှအပိုက်ငယ်35ကိုကျွန်တော်ဆက်ပြီးတော့ကြည့်တဲ့အခါမှာဇယက်ရှင်စီမှာတေချာအပ်ခဲ့တယ်ကျွန်တော်ဗမာစကားအနေနဲ့ပြောရင်မျက်နှာလွဲခဲပစ်ပေါ့နော်မဟုတ်ပါဘူးသူပြန်လာရင်ဒေနာရီနှစ်ပြားပေးတယ်သူပြန်လာရင်အဲ့ဒီကုန်ကြစိတ်တွေအကုန်လုံးပြန်ပေးမယ်လို့တေချာမှာခဲလိုက်သေးတယ်ကျွန်တော်အားလုံးလည်းသိကြမယ်လို့ထင်ပါတယ်ကျွန်တော် Albert ရှူတီဇာဆိုတဲ့ဒီငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တယောက်ပေါ့နော်1953ခုနှစ်ကငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တယောက်ဖြစ်ပါတယ်သူကဒီချီကာဂိုမြို့ဘူတာယုံတစ်ခုမှာလူတယောက်ကိုကြိုဖို့ပေါ့နော်ဘူတာယုံတစ်ခုမှာသူကလူတယောက်ကရောက်လာမယ်ကြိုဖို့လူတွေကလူအုပ်ကြီးကစောင့်နေတယ်အဲ့ဒီလူကတော့ကျွန်တော်ခုနပြောတဲ့1953ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီး Albert ရှူတီဇာဆိုတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်အဲ့တော့သူကယထာမိယထာစိုက်ရောက်လာတာနဲ့သူကယထာပေါ်နေဆင်းလာတော့သူ့ကိုကြိုနေတဲ့လူတွေကို तू မတွေ့ဘူးတဲ့ तू မကြည့်ဘူး तू ဘယ်သူ့ကိုသွားတွေ့လဲဆိုတော့အဲ့ဒီလူအုပ်ကြီးရဲ့ဟိုအခြားတစ်ဖက်မှာအဖွားအိုတယောက်ကခရီးဆောင်အိတ်နှလုံးနဲ့မနိုင်မနှင်းဖြစ်နေတာ तू သွားတွေ့တယ်သူ့ကိုကြိုနေတဲ့လူ तू မတွေ့ဘူးအဲ့တော့အဲ့ဒီလူအုပ်ကြီးကို तू တောင်းပန်တယ်ခဏလေးဖယ်ကြပါအောင်ဗျာခဏလေးဖယ်ကြပါအောင်ဗျာဆိုဖယ်ပြီးတော့အဲ့ဒီ
အကူအညီလိုအပ်နေတဲ့အဖွားအိုစီမှာသူကတွားပြီးတော့မှအကူအညီပေးတယ်ဆိုတဲ့ဆောင်းပါးလေးကိုကျွန်တော်ဖတ်ဖို့ပါဒီဆောင်းပါးလေးကဘာကိုဖော်ပြလဲဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အမြင်ရှုထောင့်ကကျွန်တော်တို့ရဲ့အတွင်းစိတ်သဘောတယုံမှန်ကိုကျွန်တော်တို့ထင်ဟပ်နေတယ် I am a Christian နှစ်ဖူးမှလည်းမရေးထားပါဘူးကျွန်တော်ဒီတိုက်ပုံဝိတော့ဒါကျွန်တော်တို့ MICT ရဲ့ logo ဖြစ်ပါတယ်ကိုကျိုးစွန့်ဝန်ထမ်းပေါ့နော်ဒီကနေရာတကမှမတတ်ဘူးလေလမ်းမှာလူတယောက်လဲနေတယ်ဒုက္ခရောက်တယ်ဟာ MICT ရလားဟာဥက္ကမစငုံရဲ့သားလားဒေါ်ကျင်ခိုးစမ်းမြတ်သားလားဘယ်သူမှမသိဘူးကျွန်တော်မှဘာမှလည်းမရှိဘူးဒါပေမဲ့အခုနကျွန်တော်ပြောတဲ့ရှမာရိလူရဲ့စိတ်ဓာတ်ကဒီနေ့ကျွန်တော်ခရစ်ယာန်အသက်တာထဲမှာဒီစိတ်ထားကိုထားနေပဲခုနကျွန်တော်သဘာဝဆရာမဖတ်သွားတဲ့အထဲမှာဖိလိပ္ပိအခန်းကြီး1အပိုက်ငယ်9မှာယေရှုခရစ်၌ရှိသောထိုစိတ်သဘောတော်ကိုလည်းတင်လို့၌လည်းရှိစေကြလောဒါကကျွန်တော်တို့ကဘာဦးကျမ်းကိုပြန်ဖတ်တဲ့အခါမှာတဒံတော်တူခြင်းရဲ့တန်ဖိုးဖြစ်ပါတယ်ဖခင်ကကျွန်တော်တို့ကိုသူ့ရဲ့တဒံတော်နဲ့အညီဖန်ဆင်းတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ခရစ်ယာန်အသက်ရှင်ခြင်းဟာကျွန်တော်တို့ရဲ့ပြုမှုလှုပ်ရှားခြင်းဟာဒီနေ့ဖခင်ရဲ့တဒံကိုကျွန်တော်တို့ထင်ဟပ်ခြင်းဖြစ်ပါတယ်။အော်ဟိုမှာကြည့်ပါအောင်ခရစ်ယာန်နေပုံတက်တေကောင်းပေါ့နော်ဒီလိုလဲကျွန်တော်တို့တုံကြတာရှိပါတယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ဆောင်းပါးလေးတစ်ခုလည်းရေးဘူးတယ်အဲ့ဒါဘာလဲဆိုတော့မြည်သူတို့ဒီခရစ်ယာန်များဖြစ်ကြသနည်းအဲ့ဒီမေးခွန်းကိုကျွန်တော်ကိုလည်းကျွန်တော်မေးတယ်ဒီနေ့ကျွန်တော်ယုံကြည်သူခရစ်ယာန်တွေလည်းပြန်မေးဖို့ကောင်းနေပြီဖြစ်ပါတယ်ဘယ်သူတို့ကျွန်တော်ခရစ်ယာန်လို့ခေါ်မှမသိဘူးဖြစ်ဒီနေ့ကျွန်တော်အခုနနေ့တိုင်းမှာကျွန်တော်ချင်းလို့မပြောတတ်တဲ့မိတ်ဆက်တယ်လို့ပေါ့ကျွန်တော်အဖေတို့ဆိုရင်သူကစစ်သားတွေဆိုရင်မနက်တိုင်းတန်းစီရတယ်လေနော်တန်းစီတော့တစ္ဆာ၄ချက်ဘာလဲကျင့်ဝတ်60ဟိုသူတို့အဲ့ထဲမှာမေ့မှာဆိုလို့လားမသိအဲ့ထဲမှာအများနဲ့ထည့်ပြီးတော့ဒါစစ်သားပေါ့နော် uniform ရှိတယ်အဲ့တော့ဒီနေ့ကျွန်တော်ခရစ်ယာန်တယောက်ဖြစ်တာလည်းပဲ uniform တော့မရှိဘူးလေနော် uniform တော့မရှိဘူးဒီမှာလဲစာတန်းထိုးထားတာလည်းမရှိဘူးတိုးတော့ဒီနေ့ကျွန်တော်တို့ရဲ့အတွင်းစိတ်သဘောရဲ့လှုံ့ဆော်ချက်ကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ပြုမှုသွားလာလှုပ်ရှားအသက်ရှင်ခြင်းမဿဲခန်းကြီး9မှာလည်းဖော်ပြသလိုတင်တို့ဒီဤလောကရဲ့အလင်းစာအဖြစ်ဒီနေ့ကျွန်တော်ရဲ့တဒံတော်တူခြင်းရဲ့တန်ဖိုးပုံရိပ်ကိုကျွန်တော်တို့ပြည်ပြင်ဖို့ရန်အတွက်လိုအပ်ပါတယ်လို့ဒါကြောင့်ဒီနေ့ကျွန်တော်တို့စဉ်းစားရမယ့်အချက်ကတခါတလေကျွန်တော်တို့ခရစ်ယာန်တွေဟာကိုယ်စီမှာမရှိတာကိုသူများကိုပေးချင်နေတာခရစ်ယာန်တွေဖြစ်နေတတ်တယ်လို့ဒီနေ့ကျွန်တော်တို့ခရစ်ယာန်များဒီတခါတရံမှာအဝေးမြင်အနီးမှုန်လည်းဖြစ်တတ်ပါတယ်အဝေးတော့မြင်တယ် after that beyond that ပရတိတူဘုံမာတို့ပြန်ဆုံးကြမယ်နော်ကိတာနာရေးတွေပါရှင်းလေမတားဘာနဲ့ဘယ်သူမှလည်းမတောင်းเนาะဒါပေမဲ့ဆိုဆရာအဲ့ချက်ချင်းမရှိလို့လားမသိဘူးတဲ့တူမူဒီပါချဲ after that ကိုကျွန်တော်တို့စိတ်ဝင်စားတယ် beyond that ပေါ့เนาะဒီချင်းအခြားတစ်ဖက်ဒီလွန်ပြီးနောက်တောင်မှကျွန်တော်တို့ကစဉ်းစားတယ်အဝေးမြင်တာလေเนาะအဲ့ဒါအဝေးမြင်တာဒီနေ့ကျွန်တော်အနီးမှာမှုန်နေတဲ့အရာတွေအများကြီးရှိတယ်ကျွန်တော်အဲ့လိုခံစားရတယ်ဒါကြောင့်ကျွန်တော်မြစ်တာတမန်မှာဆောင်းပါးရေးလိုက်တယ်เนาะအဝေးမြင်အနီးမှုန်ကျွန်တော်ကချင်းလို့တော့အားရပါရမပြောနိုင်ဘူးဒါပေမဲ့ကျွန်တော်ဒုက္ခမုံပေါ့ဒုက္ခမုံကဒါကျွန်တော် identity ပဲဖျားပေးတဲ့ blessing ပဲเนาะဒါကကျွန်တော်အဲ့လိုခံယူတဲ့အတွက်ကြောင့်ကလောင်နာမည်ကိုလည်းကျွန်တော် DK မုံကြော်ညာတာမို့နော်အခုနဂျင်နွိုင်းကသူတို့မဂဇင်းကြော်ညာကျွန်တော်လည်းကျွန်တော်ကလောင်နာမည်ကြော်ညာတာပေါ့နော် DK မုံဆိုပြီးတော့ကျွန်တော်အဲ့လိုရေးဆိုတော့ဒါကကျွန်တော်တို့ခရစ်ယာန်အသက်တာမှာစဉ်းစားရမယ့်အရာဖြစ်ပါတယ်ပညာရှင်တရားကပြောလဲဆိုတော့doctrine divide နော် service unite doctrine တွေကြားထဲမှာပဲကျွန်တော်သွန်သင်ချက်ဩဝါဒရှုပ်ထွေးပြဿနာတွေထဲမှာပဲကျွန်တော်တို့က divide ကွဲပြားနေကြဒီနေ့ကျွန်တော်တို့
အစေခံခြင်းစက္ကပ်ခြင်းနှိမ်ချခြင်းယေရှုခရစ်၌ရှိသောစိတ်သဘောတော်အတိုင်းအသက်ရှင်ခြင်းမှာကျွန်တော်တို့က unity နော်တလုံးတစ်ပါးတည်းဖြစ်ဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့အတ္တစိတ်ထားပေါ့နော်ဓမြတွေစီကတင်ယူရတဲ့အတ္တစိတ်ထားကျွန်တော်တို့လေဝိနဲ့ယစ်ပရောဟိတ်တွေစီကနေတင်ယူရရှိတဲ့လစ်လျူရှုခြင်းစိတ်တဘောဒီနေ့ရှမာရိလူကကျွန်တော်တို့ကိုဒီနေ့ပေးနေတဲ့ယေရှုခရစ်၌ရှိတဲ့စိတ်တဘောတော်ဒီအရာတွေကိုကျွန်တော်တို့စဉ်းစားမိပြီးတဲ့အခါမှာဒီနေ့ကျွန်တော်တို့တခင်ယေရှုခရစ်တော်ပြောသလိုနော်ကျွန်တော်တို့အပိုင်ငယ်30ခွန်မှာဖော်ပြသလို36 30ခွန်မှာခုနသဘာပတိဆာမဖော်ပြသလိုကိုနဲ့ဆက်ဆိုင်တဲ့သူကဘာတူလဲ Who is your neighbor ကိုနဲ့ဆက်ဆိုင်သောသူကဘာတူတွေလဲလို့ဒီနေ့ကျွန်တော်တို့စဉ်းစားပြီးတော့မှဒီနေ့ကိုနဲ့ဆက်ဆိုင်တဲ့သူဟာ the whole creation ဖန်ဆင်းခြင်းတစ်ခုလုံးဖြစ်ပါတယ်တစ်ပင်လဲကျွန်တော်တို့နဲ့ဆက်ဆိုင်တာပဲဘုရားသခင်ရဲ့ဖန်ဆင်းခြင်းတစ်ခုလုံးကိုထိမ့်သိမ်းစောင့်ရှောက်ခြင်းသာသနာမှာဒီနေ့ကျွန်တော်ခရစ်ယာန်အသက်တာမှာထားရှိရမယ့်စိတ်သဘောထားတွေကိုပြန်လည်တည်ဆောက်ပြီးတော့မှဒီနေ့ဘုရားသခင်ရဲ့အမှုတော်မြတ်မှာကျွန်တော်တို့တတ်ဆွမ်းသမျှပါဝင်အစီခံစက္ကပ်ကြပါစို့လို့တိုက်တွန်းခွန်အားပေးပါတယ်အားလုံးဘုရားသခင်ကောင်းချီးပေးပါစေ